လာပါလို့ကျိုးစုနှုတ်ခွန်းဆက်ခါနေယူရီဖွဲ့ဝင်များပြုံးမှန်ဝေကိုစီတာဝန်ဖြစ်အနာဂတ်ရင်သွေးတွေတွားယူရီကြောင်းကြီးမှဝန်ဆောင်နေကိုပိုင်အစွမ်းများဖော်ထုတ်သုံးချလာနိုင်မှုယုံကြည်မှုပြည့်နဲ့ကြိုးပမ်းနေအခြေခံအောင်မြင့်21ရာစုပညာရေးဖော်ဆောင်မိဘစံရတွေဖတ်အမျိုးရဲ့အစောဆုံးကိုယ်ပိုင်မူလာတာဒီနဲ့ဖွံ့ဖြိုးဖို့လေးပေးကရည်သွေးပြေဝချစ်ချင်းပြေတော့လူစွာအရင်မြင့်များပေါ်ထွန်းလာရကြိုးစားတသက်တာပညာပန်းများဝေဝေပြပညာလေးရောက်ယူရရှိတဲ့သွဲကပင်မြေမာလေးဘတ်ဆောင်ပညာပေးဝေများလုံးနေမျိုးပေါ်ကျင်လမ်းမခွဲကြသာသမီတို့နာကရှေ့ဆောင်လမ်းပြပေးတာယူရီပါမင်္ဂလာပါလို့ကျူစုနှုတ်ခွန်းဆက်ခါနေယူရီဖွဲ့ဝင်များပြုံးပန်းဝေကိုစီတာဝန်ဖြစ်အနာဂတ်ရင်သွေးတွေတွားယူရီကြောင်းကြီးမှဝန်ဆောင်နေကိုပိုင်စွမ်းများပေါ်ထုတ်သုံးချလာနိုင်မှုယုံကြည်မှုပြည့်နဲ့ကြိုးပမ်းနေအခြေခံအောင်မြင့်21ရာစုပညာရေးပေါ်ဆောင်မိဘစံရတွေဖတ်အမျိုးရဲ့အစောဆုံးကိုယ်ပိုင်မူလာတာဒီနဲ့ဖွံ့ဖြိုးဖို့လေးပေးကရည်သွေးပြေဝရည်ချစ်ပြေတော့လူစွာအရင်မြင့်များပေါ်ထွန်းလာရကြိုးစားတသက်တာပညာပန်းများဝေဝေပြပညာလေးရောက်ယူရရှိတဲ့သွဲကပင်မြေမာလေးဘတ်ဆောင်ပညာပေးဝေများလုံးနေမျိုးပေါ်ချစ်လည်းမခွဲကြသာသမီတို့နာကရှေ့ဆောင်လမ်းပြပေးတာယူရီပါယူရီရှိတဲ့သွဲကပင်မြေမာလေးဘတ်ဆောင်ပညာပေးဝေများလုံးနေမျိုးပေါ်ချစ်လည်းမခွဲကြသာသမီတို့နာကရှေ့ဆောင်လမ်းပြပေးတာယူရီပါအခမ်းအနားအစီအစဉ်ဖြစ်ရာကျောင်းရောက်လာကြသောဂုဏ်ဒီရှိခြင်းများကျောင်းဆရာမကြီးများဆရာဆရာမများကျောင်းသားမိဘများနှင့်ကျောင်းသားကျောင်းသူများမှနမောတတသုံးစုပြုစု၍အခမ်းအနားကိုဖိတ်လက်ပေးပါနှင့်လေးစားစွာပန်ကြားပါရှင်နမောတတဘဂဝါတောအရဟတောဓမ္မအထူးပဲဝရပြည်ဖြစ်ရပါရှင်မိဘတွေရဲ့ချစ်ချင်းကြတွေဆုံးလို့အနာခံမှုတွေကျွေးမွေးပြီးဆုဆောင်ရှောက်မှုတွေကြောင့်ဒီကလေးတွေကဒီနေ့ဒီလိုအရွယ်အကြီးလာနေတာဖြစ်ကြပြီးတော့အလားအလာရှိတဲ့ပညာရေးကောင်းတွေအခွင့်အလမ်းတွေနဲ့ကြုံဆုံလာတာဖြစ်တယ်မိဘဆိုတာကကလေးတို့အတွက်ပထမအဦးဆုံးလက်ဦးစီရတယ်ဖြစ်ကြတယ်အရေးကြီးတဲ့သင်ခန်းစာတော်များများကိုမိဘတွေထံကကလေးတွေကသင်ယူခွင့်ရရှိဖြစ်ကြတယ်နော်ဒါကြောင့်မို့ဒီနေ့ဝယ်ကိုကြားရ
တွေကကလေးတို့အတွက်ဘဝဒီကိုရှေ့ဆက်ရှောက်နေတဲ့နေရာမှာချောချောမွေးနဲ့ရှေ့ဆက်ရှောက်နေနိုင်စေပဲခွန်အားတွေစွမ်းအားတွေအခြေခံအုပ်မြင့်ကောင်းတွေဖြစ်လာမှာဖြစ်တယ်နော်ဒါကြောင့်မို့ကျွန်မအနေနဲ့ပါဝင်ပေးကြတဲ့ကမ္ဘာမိဘတူချင်းစီအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့ဒီပွဲကိုချစ်ရအောင်ပတ်သက်မှုညီပေးကြတယ်ကျွန်တော်တို့ရဲ့အစဉ်ချစ်ခင်လေးစားရတဲ့ကျောင်းဆရာမကြီးပေါ်လာတော့တို့အေးခိုင်အတန်းလူများဆရာမများ operation ဌာနကဝိုင်းဝန်းပတ်သက်မှုညီပေးကြတဲ့ဝန်ထမ်းတွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာမတွေကျွန်တော်တို့ဆရာမတွေတောင်ကဒီအဖွဲ့ဝင်များအားလုံးကျွန်တော်တို့ရဲ့ယူနီမိသားစုတွေလို့ပြောရတယ်ဆရာမတွေရဲ့စေတနာကောင်းတွေနဲ့ဒီကြားပြသပေးမှုတွေအားလုံးကိုကျွန်မအနေနဲ့ဒီစီးပွားဘဝတွေသိမှတ်လုပ်ပါတယ်အစဉ်လေးစားရရှိနေပါတယ်ဆိုတဲ့အကြောင်းနဲ့ပြောကြားလိုပါတယ်ဒီလိုမျိုးပတ်သက်ပေးခြင်းဟာကလေးတွေအတွက်သူတို့ဘဝအတွက်အနည်းငယ်တွေပြီးရောက်လာကစွမ်းအားတွေခွန်အားတွေဒီထဲမှာကလေးတွေရဲ့ထဲမှာတေးအောင်သွားစီမှာပဲဖြစ်တယ်ပြီးတော့ပညာရှင်တွေလည်းများဆုံးခဲ့ကြတဲ့အတိုင်းပဲကလေးတွေကိုချစ်ချင်းမြတ်တာနဲ့ပညာသင်ကြားပေးခြင်းဟာကလေးတွေဟာဘာကြီးကိုတောင်ပြောင်းလဲနိုင်တဲ့စွမ်းအားတွေခွန်အားတွေရရှိနိုင်တယ်လို့ပြောပါတယ်။နော်ဒါကြောင့်မို့ကျွန်တော်တို့ဟာကလေးတွေကိုပညာသင်ကြားပေးတဲ့နေရာမှာရတဲ့ကောင်းတွေစာမေးပွဲရတဲ့ကောင်းတွေပေါ်ထွက်လာအောင်သင်ကြားပေးယုံညာတော့ကလေးတွေကိုကျွန်တော်တို့ဟာချစ်ချင်းမြတ်တာတွေကိုလည်းပြန်အလည်ပေါ်ထူးကြတာလို့ပြောပါတယ်။ဆရာတွေထံကလေးတွေကတော့ဝဲပေးပြီးတဲ့နောက်မှာတော့ပြီးတဲ့နောက်မှာဒီပါတွေထံလည်းကျွန်တော်တို့ဒါခိုင်းနေမလုပ်ခဲ့ရတဲ့အတွက်ကြောင့်တော့ဒီနေ့မှာတော့ဒါအမြင်နဲ့မအားလည်းကြားနေတာကျွန်တော်တို့ဒီဝဲကိုဒီပါတွေနဲ့ဒီချင်ရအောင်ဒီပါခြင်းဖြစ်ပါတယ်ဒါဟာကလေးတွေနဲ့ဆရာတွေဒီပါတွေရဲ့အပြန်အလှန်ချစ်ချင်းမြတ်တာကိုပေါ်ပြတယ်ပြလို့လည်းဖြစ်တယ်နော်နောက်ဆုံးအနေနဲ့ကတော့ဒီမိဘကတော့ပဲမိသားစုကတော့ပဲအုတ်ထိပ်သူတွေကတော့လည်းပဲဒီပွဲကိုပါဝင်စင်နေကြတယ်ပါဝင်စင်နေလာကြတယ်နာဂတ်ကောင်းဆောင်တာလို့တာမန်ချင်းဝပြီးချင်းဝလေးပြီးတာမန်ချင်းဝလေးကြည့်ကြတယ်ဒီလိုအတွက်ဘူမိပါတယ်လေးစားပါတယ်ဒီလိုလေနော်ဝမ်းနဲ့ဝမ်းသာပါတယ်ကလေးတို့ရဲ့ကျေးဇူးရှင်အုတ်ထိပ်သူမိဘတွေဒီကျွေးကျွေးဆောက်ရှောက်တဲ့သူတွေကိုကျေးဇူးတုတ်ပြန်တဲ့ကျေးဇူးတုတ်ပြန်မှုမိတို့ရဲ့ချစ်ချင်းမြတ်တာကိုပေါ်ပြရပွဲလေးပဲဖြစ်တဲ့ကလေးတို့အတွက်နော်ဒါကြောင့်မို့ဒီနေ့ကကလေးတို့တွေရဲ့မိဘတွေပေါ်အုတ်ထိပ်တွေပေါ်လူကြီးတွေပေါ်မှာကျေးဇူးတည်တဲ့သူတွေနဲ့ကတော့တဲ့အတွက်ကလေးတို့ရဲ့စိတ်ဟာလည်းဝင်ပြလာပါတယ်ဆိုတာကိုပေါ်ပြရအောင်တဲ့ဆက်လက်ပြီးတော့လည်းရဲ့စိတ်သက်တွေကပုံမူပြီးတော့မှတတ်ပါပါစေပုံမူပြီးတော့မှလည်းဒီရဲ့တဲ့စိတ်တွေစိတ်ထားကောင်းမွန်တဲ့စိတ်တွေစိတ်ထားတွေပိုင်ဆိုင်လာတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေကဒီမိသားစုတွေအိမ်တော်စုတွေအေးချမ်းမှာကျွန်တော်တို့ရဲ့လူမှုဝန်ကျင်အတိုင်းအတာတွေမှာလည်းဒီနဲ့ကျွန်တော်တို့ရဲ့အရာတွေကိုရင်ဆိုင်နေမှာဖြစ်ပါတယ်။ဒါကြောင့်မို့မိသားစုတွေအေးချမ်းဖို့အတွက်ကျွန်တော်တို့ရဲ့အစဉ်ကြိုးစားအားထုတ်ကြရအောင်နော်။ကြားကြပါလိမ့်မယ်ကလေးတို့မိဘတွေနဲ့လိုက်လာကြပါပါကလေးတို့မိဘတွေနဲ့လိုက်လာထောင်ကြရဆိုရင်တန်တဲ့
ပေးပါ